အဲ့တော့ဒီတင်းကောင်းနေမပြောခင်မှာကျွန်တော်ဗီဒီယိုလေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းလေခမရတော့ဒုတက်ရင်မှုတည်တယ်အစ်စ်ပြောင်းလာတာတလာခွဲလောက်ပဲရှိသေးတယ်မိုင်းငွေးထဲမှာတည်တာတွေလည်းရှိတယ်တဲ့ပြစ်ခတ်တိုက်ခိုက်လို့တည်တာတွေလည်းရှိတယ်တော်လိုင်းတပ်ဖွဲ့တွေကကြတော့ခြုံခိုတိုက်ခိုက်တာဖြစ်တဲ့အတွက်အနည်းကင်းပါတယ်တဲ့လိုင်းပေါ်မှာတက်လာလို့ဒါကျွန်တော်အခုပြန်ပြီးတော့ဒါမေးပြီးတော့ဒါတင်ပေးတာပေါ့နော်ဒါပြန်မျှဝေပေးတာဖြစ်ပါတယ်အဲ့ဒါကဗမောမှာပေါ့နော်ဗမောမှာဒါစစ်ကောင်စီရဲ့တန်ချက်ကဒါတစည်းကိုပေါ့နော်ဒါ FPV drone နဲ့ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာဖြစ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel ဟာဆိုရင်နေ့စဉ်သတင်းတွေသတင်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးကြဖို့တောင်းဆိုပါတယ်ခင်ဗျာပါတယ်အဲ့ဒီမှာပဲဒါတခြားတော့ပေါ့နော်သူတို့ရဲ့ရေးကြီးတဲ့ဒီဂျမ်မာဆက်လိုဟာမျိုးတွေပေါ့နော်ဒါတွေကစလုံနိုင်ခဲ့တယ်ဆိုပြီးတော့ကျွန်တော်ရှေ့ဗီဒီယိုတစ်ခုမှာပြောထားတယ်အဲ့တုန်းကတော့ဒီဗီဒီယိုနဲ့ပတ်သက်လို့ပေါ့နော်ဒါထုတ်ပြန်လို့မရခဲ့ဘူးဒါပေမဲ့အခုဒါတခြားအဖွဲ့တွေတင်ထားတာတွေ့လို့ပေါ့နော်ဒီဟာလေးစုံစမ်းပြီးတော့ဒါမေးပြီးတော့ဒီဥစ္စာလေးပြန်မျှဝေပေးရဖြစ်ပါတယ်အခုကတော့ဒါ line ပေါ်ရောက်လာပြီဖြစ်လို့ပေါ့နော်အဲ့တော့ဒီဟာနဲ့ပတ်သက်လို့စစ်ကောင်စီဘက်က lobby တွေကတော့ပေါ့နော်သူကယူကရိန်းတို့ရုရှားတို့ဒါတေချာပေါက်ပြောလိုက်မယ်အဲ့တော့တေချာတယ်အဲ့တုန်းကဗီဒီယိုကြီးဟာ AI ကြီးဘာကြီးညာကြီးဟာဒီလိုမျိုးပုံစံမျိုးနဲ့ငါတို့က AI နဲ့လုပ်မယ်ဆိုရင်ဘယ်နှခုလောက်ထွက်တယ်တော့ဒါတေချာပေါက်ပြောလိုက်မှာပေါ့နော်ဒါပေမဲ့အောက်ခြေကကောင်တွေကတော့အဲ့ဥစ္စာနဲ့ပတ်သက်ပြီးတော့ဒါမှန်မှန်ဒါသူတို့ရဲ့စစ်ကောင်စီစစ်သားတွေကတေချာပေါက်သိပါတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုမှတ်တမ်းတွေရုပ်သံတွေပြီးတော့ဒီအတန်ဖိုင်တွေပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်လို့ကျွန်တော်လည်းတင်ပြတောင်းဆိုထားတာလေးရှိတယ်ပေါ့နော်အဓိကတော့စစ်ကောင်စီဘက်ကကောင်တွေကအရန်အငင်းတန်တယ်ဗျာတခုခုဆိုအရန်အငင်းတန်ကျွန်တော်တို့ကစကလုံးအတိအကျထည့်ပြီးတော့ပြောပြတာတော့မှပဲသူတို့ကဒီအတန်ဖိုင်မှမဟုတ်ဘူးဆိုရင်မယုံဘူးလို့အဲ့အတန်ဖိုင်ထုတ်ပြတယ်ဆိုရင်လည်းအဲ့အတန်ဖိုင်ကဒါသူတို့ရဲ့လူမဟုတ်ဘူးလို့ဒီလိုပုံစံမျိုးတွေကစသူတို့ကဒါအမြဲတမ်းဖိဖိညင်းတဲ့ကောင်တွေဆိုတော့ဒါတော့ထားရတော့သူတို့အတွက်မဟုတ်ဘူးအဓိကကျွန်တော်တို့ဒီဘက်ကတော်လန်ပြည်သူတွေတော်လန်ရေးတပ်ဖွဲ့တွေရဲ့ဒါခွန်အားဖြစ်เสียအကြောင်းအချက်တွေဖြစ်တဲ့အတွက်ပေါ့နော်ဒါမျိုးပုံစံနဲ့ပတ်သက်လို့ကျွန်တော်တောင်းဆိုထားရလဲရှိတယ်ပေါ့နော်အဲဒါကြောင့်မလို့ဒါလေးတွေဒါခွင့်ပြုလာတယ်ဆိုရင်တော့ရှယ်ဖြစ်အောင်မယ်ပေါ့နော်ဖြုတ်ကြမယ်အဲ့ခါကြာရင်တော့အဲ့တော့နောက်တစ်ခုဒါကြောင့်ပဲနွယ်ကုန်းလဲသတင်းကောင်းရှိတယ်ပေါ့နော်ပဲနွယ်ကုန်းဘက်မှာတိုက်ပွဲတွေတော်တော်ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာရှိတယ်အဲ့ဒါနဲ့ပတ်သက်လို့လည်းပြောကြမယ်ပြီးတော့ဒါမြန်မာပြည်ရဲ့ဒါခုနလိုပေါ့နော်ပဲခူးတိုင်းထဲမှာတာဘခနယ်မြေထဲမှာဒီလိုမျိုးတိုက်ပွဲတွေပေါ်ဆောင်လို့ဒါစစ်ကောင်စီဘက်ကတော်တော်လေးအထိနာနေတဲ့အချိန်မှာတခြားသောနေရာတွေမှာလည်းတိုက်ပွဲတွေဖြစ်ပွားပြီးတော့အထိနာတွေလည်းရှိပါတယ်အဲ့တော့အဲ့အကြောင်းတွေလည်းပြောကြမယ်ပေါ့နော်အဲ့တော့ရွှေဘိုမြို့ရှောင်းလမ်းမှာနားကားသွားတဲ့ကောင်လေးတွေရှိတယ်ဗောနော်အဲ့ဒါရဲတွေဗောဗျာရဲတွေဒါ January 10 ရက်နေ့မနေ့10 နာရီလောက်မှာစစ်ကောင်စီရဲ့ရဲအဓိကရဲဗောနော်ရဲတွေကဒါဒီသူကဆက်ကြီးကောက်ဖို့သွားတာအဲ့ဒါကိုတော်လိုင်းတပ်ဖွဲ့တွေကသိပြီးတော့နောက်ကနေလိုက်ပြင်းတာကားနဲ့လိုက်ပြင်းတာဗောနော်အဲ့တော့ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှုရုံးကကောင်တွေပါတယ်အဲ့ကောင်9ကောင်ကမြို့လျှောက်လမ်းမှာဒါစဘာကားတွေနွားကားတွေဒီလိုကားတွေကိုဆက်ကြီးကောက်ဖို့အတွက်သွားတာဗောနော်သူတို့ပတ်စံရှာဖို့ပဲကိုကျိုးရှာဖို့ပဲဗောနော်အဲ့လိုပုံစံမျိုးနဲ့သွားတယ်အဲ့ဒါကိုသတင်းရလို့တပ်ဖွဲ့တွေကလိုက်သွားပြီးတော့နောက်ကနေလိုက်ပစ်တာဗောနော်နားတွေကပလုတ်တွေရောင်ကုန်တယ်ဗောနော်အဲ့တော့ချိုးသတင်းတွေဖော်ပြမှုရလဲဒါဒူရဲမှု2ဦးရဲဦး2ဦးပါတယ်ဆိုပြီးတော့သိရတယ်အရာရှိကြီးပိုင်းနေကြီးပဲဆိုပြီးတော့လည်းသိရရှိအားလုံးပေါင်း4ဦးတေဆုံးတယ်ဆိုပြီးတော့သတင်းတွေသိရတယ်အဲ့တော့ပြစ်ခတ်မှုဖြစ်ပြီးတော့ဒါစစ်ကောင်စီအဖွဲ့တွေကဘာလုပ်လဲဆိုတော့အဲ့နေရာကိုရောက်လာပြီးတော့အဲ့လောင်းတွေကိုတဲပြီးတော့ပြန်သွားတော့အဲ့နေရာမှာသူတို့အနေနဲ့ပေါ့နော်အခုလိုမျိုးသူတို့ဒီပတ်စံတွေတောင်းကျမ်းတယ်ဗျာပြည်သူတွေကိုနှိပ်စက်တယ်ညှဉ်းပန်းတယ်ပေါ့နော်ပြီးတော့ကြတော့တရားမဝင်လုပ်ငန်းကိစ္စတွေလုပ်တယ်အဲ့လိုမျိုးလုပ်လို့သူတို့ဘင်းခံရတဲ့ခါကျတော့သူတို့ကိုအထက်ကအေးအေးယူမှုတွေရှိတယ်အဲ့ဟာကြောင့်ဘာမဆိုင်ညာမဆိုင်ပြည်သူတွေကိုဒါဒီနေရာတွေကိုတွားဖို့လာဖို့ပိတ်ပလိုက်တာတွေရှိတယ်ပြီးရင်အဲ့မြေတူးဆက်တွေနဲ့ဒီလမ်းတွေကိုဖျက်တောက်လိုက်တာတွေဖျက်ပလိုက်တာတွေရှိတယ်ဆိုပြီးတော့လည်းသတင်းတွေသိရတယ်ပေါ့နော်အဲ့တော့တော်တော်လေးရုံးမှာပတ်ဆက်တဲ့ကောင်တွေလို့ပြောရမှာပေါ့လေနော်သူတို့ကိုကျိုးရှာဖို့အတွက်ကြတော့လှုပ်တယ်ကိုကျိုးရှာရင်းနဲ့ဘင်းခံလိုက်ရတော့ကြတော့အခုလိုမျိုးဖျက်လို့ဖျက်စီးတွေလှုပ်တယ်ပြည်သူတွေဒုက္ခရောက်အောင်လှုပ်တယ်ပေါ့နော်အဲ့တော့တော်လိုင်းတပ်ဖွဲ့တွေကတော့ရှင်းပါတယ်ပြည်သူကိုဘယ်တော့မှဒုက္ခမပေးဘူးစစ်ကောင်စီရှိပါတယ်ဆိုတဲ့နေရာကိုပဲလိုက်ရှာပြီးတုတ်တယ်စစ်ကောင်စီကိုပဲတုတ်တယ်စစ်ခွေးရဲခွေးကိုပဲတုတ်တယ်ပေါ့ဗျာအဲဒါကြတော့ဒီကောင်တွေကကြတော့သူတို့အထိနာပြီးဆိုတဲ့ခါကျရင် PDF ကိုလိုက်ရှာပြီးတော့လောက်တာမဟုတ်ဘဲနဲ့ပြည်သူကိုပဲဒုက္ခပေးတာအဲ့လိုပုံစံမျိုးပဲဒီကောင်တွေလုပ်နေတာအဲအကြောင်းလည်းအသေးဆုံးနဲ့တည်ကြတာပေါ့နော်အဲ့တော့အဲ့တည်တဲ့3ကောင်ကိုဒါ January 17 ရက်နေ့မနက်9 နာရီဒါရွှေဘိုမြို့ပြင်မှာရှိတဲ့လေးတက်ကြီးတုတ်တန်မှာဒါသူတို့နားခုသွားပြီပေါ့လေနော်နားယူသွားပြီးတကြိုလိုက်တယ်ဆိုပြီးတော့သိရတယ်လက်နဲ့အချို့လည်းတင်းစီရရှိခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်ဒါကလည်းအားရစရာသတင်းတစ်ခုဖြစ်ပါတယ်နောက်ထပ်ပေါ့နော်အကောင်ကြီးတွေကြီးပဲပေါ့နော်တည်တဲ့အကြောင်းတွေပြောကြမယ်ပေါ့နော်မွန်ပြည်နယ်ဒါဘီလင်းကသတင်းကောင်းလေးလည်းကျွန်တော်တို့မျှဝေကြမယ်ပေါ့နော်ဝင်းပြန်ကျေးရွာအလူလေးကျေးရွာကြားမှာတိုက်ပွဲဖြစ်တယ်စစ်ကောင်စီဘက်ကအကောင်ကြီးတစ်ကောင်တည်တယ်
ကောင်ကြီးဆိုပေမဲ့လည်းအသက်ကငငယ်လေးရှိတယ်35နှစ်ဆိုပြီးတော့သိရတယ်ဗောနော်ဘုံမှုထူးလေးဘုံမှုထူးလေးသူကတည်သွားမှယာရုတိုးပေးခံရတယ်ဆိုပြီးတော့လေဒါတချို့ပြောကြရရှိတယ်ဗောနော်တတွင်းကနေပြီးတော့ပြောကြရလည်းရှိတယ်ဒါအတီးပြုတ်နိုင်ဖို့တော့ခက်ခဲသေးရဗောနော်အဲ့တော့ခမရ3ကဒုတိယမှုတေတာတော့တေကြတယ်တေတာတော့တေကြတယ်ဆိုတာဒီရှေ့လဒါလကုံလောက်မှာတေသွားပြီးတော့သူ့ရဲ့အုပ်ကူမှာတော့မှပဲဒါစာကတ်ထားတဲ့ဟာကိုသတင်းဌာနတွေကထုတ်ပြန်ထားတာတွေ့လာရတယ်ဗောနော်အဲ့တော့ခမရ3ဒုတိယမှုတေတယ်အစ်စ်ပြောင်းလာတာတလာခွဲလောက်ပဲရှိသေးတယ်မိုင်းငွေးထဲမှာတေတာတွေလည်းရှိတယ်တဲ့ပြက်ခတ်တိုက်ခိုက်လို့တေတာတွေလည်းရှိတယ်တော်လိုင်းတပ်ဖွဲ့တွေကကြတော့ခြုံကိုတိုက်ခိုက်တာဖြစ်တဲ့အတွက်အနည်းကင်းပါတယ်တဲ့ကောင်းလိုက်တာဗောနော်အဲ့ဒီကအဲ့လိုဟာမျိုးတွေပဲကြားကျင်တာတကယ်တော်လိုင်းတပ်ဖွဲ့တွေအနည်းကင်းနေဆိုတဲ့ဟာတွေပဲကြားကျင်တယ်အခုနောက်ပိုင်းဒါကျွန်တော်ဆိုလဲဒီတပ်ဖွဲ့တွေနဲ့စကားတွေပြောပြတဲ့အခါပေါ့နော်ပြောပြတဲ့အခါမျိုးတွေမှာဒီဟာလေးကိုပဲအထက်ထက်ကမှားပြတယ်အလေးထားပြီးမှားပြတယ်ပေါ့နော်ဟာညီလေးတို့ညီမလေးတို့ view site ကြပါဒီလိုမျိုးပုံစံမျိုးလေးပေါ့နော်ကြံတဲ့ခုနလိုပေါ့နော်စစ်ကောင်စီဘယ်လောက်တေးတဲ့ကိုကြီးရိပ်ပါညာအဲ့လိုမျိုးပြောတာမျိုးတွေထက်ဟာညီလေးတို့အနေကင်းနေဆိုတဲ့စကားမျိုးတွေကိုပဲကျွန်တော်တို့ပူပြီးတော့မျှော်လင့်တက်လာတယ်ဘာကြောင့်လဲဆိုတော့ဒီကလာကြီးအရန်ခက်ခဲပေါ့နော်ကျွန်တော်တို့ရင်းနှီးတဲ့သူတွေတကယ်တန်ရောစင် Twitter ရတဲ့သူတွေမကြာခဏထွက်ခွာသွားကြတယ်လေရှိတာပေါ့လေနော်အဲကြောင့်မလို့ဒါအခုလိုမျိုးဒါလုံးဝခြုံကိုတိုက်ခိုက်တာဖြစ်တဲ့အတွက်တပ်ဖွဲ့တွေကတော့အနေကင်းပါတယ်ဆိုတဲ့စကားမျိုးတွေကိုပဲပူပြီးတော့တောင်းတတယ်မျှော်လင့်တယ်ပေါ့ဗျာအဲ့တော့တည်သွားတဲ့ဒုတိယမှုဘုံမှုထူးလေးကအသက်35နှစ်ရှိတယ်တဲ့သူ့မှာဒါသမီးတစ်ယောက်နဲ့ဒါမိန်းမတစ်ယောက်မိန်းမနဲ့ကလေးတစ်ယောက်ပေါ့နော်အဲ့ဒါကြံခဲ့တယ်ပေါ့နော်တော်ကြနေမိန်းမတွေများနေတယ်ရှိလဲရှိအဲ့တော့ပြည်သူတွေကဘာပြောလဲဆိုတော့ပြည်သူတွေကဒီတည်ဆုံးမှုကိုကြည့်ပြီးတဲ့အခါကျတော့အားပေးတယ်မင်းတို့စစ်ခွေးသိရင်ပြည်သူကဝမ်းသာတယ်တဲ့ပြီးတော့ဒါမြောက်လိုက်မိသားစုအတွက်အသက်ပေးလူတယ်ဆိုပြီးတော့ရေးတင်တာပေါ့နော်သူကနိုင်ငံတော်အတွက်အသက်ပေးလူတယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲ့စာမှာရေးထားပါဗျာအုပ်ကူမှာကတ်ထားအဲ့လိုမျိုးမရေးတင်ဘူးပေါ့နော်မြောက်လိုက်အတွက်အသက်ပေးလူတယ်ဆိုပြီးတော့ပဲရေးတင်တယ်တဲ့ဘာမိသားစုအတွက်အသက်များများပေးနိုင်ကြပါစေတဲ့တိုင်းပြည်အတွက်အသက်ပေးလူတယ်ဆိုပြီးတော့မရေးကြပါနဲ့တဲ့အဲ့ဒါတကယ်လည်းအမှန်ပဲပေါ့နော်စစ်ကောင်စီစစ်သားတွေကအခုသူတို့ရဲ့တည်ဆုံးမှုတွေကအတိတ်ပဲမဲ့တယ်သူတို့တည်ဆုံးမှုတွေအကုန်လုံးကနိုင်ငံတော်အတွက်လည်းမဟုတ်ဘူးပြည်သူအတွက်လည်းမဟုတ်ဘူးပြည်သူကိုနှိပ်စက်ညှဉ်းပန်းတပ်ဖြတ်နေတဲ့အဖွဲ့အစည်းဘက်မှနေပြီးတော့အာဏာရှင်ခိုင်းသမျှလှုပ်ရင်းနဲ့အလားအသက်တည်ဆုံးရတယ်ဒါတွေကိုအုံနောက်မရှိတော့ကြလဲသူတို့တွေကောင်းကောင်းမစင်းစားနိုင်ဘူးမဆုံးဖြတ်နိုင်ဘူးပေါ့လေနော်နောက်တစ်ခုကတော့ဒီညောင်လေးပင်ပတ်ချမ်းနေမှာလဲတိုက်ပွဲတွေကဖြစ်ပွားနေတာရှိတယ်ပေါ့နော်ဒါအောင်မြင်စစ်စင်ရေးအောင်မြင်စစ်စင်ရေးနဲ့ပတ်သက်လို့ပူးပေါင်းပြီးတော့ဆောင်ရွက်တဲ့အဖွဲ့တွေကလည်းအများကြီးပဲအဲ့ထဲမှာဒါတော်ကြီးကန်စစ်ကြောင်းလည်းပါတယ်ပေါ့နော်အဲ့တော့ဒါတော်ကြီးကန်စစ်ကြောင်းကသူတို့တိုက်ပွဲဝင်ခဲ့တဲ့ရုပ်သံဗီဒီယိုဖိုင်လည်းထုတ်ပြန်လာတာရှိတယ်ညောင်လေးပင်မြို့နယ်ထိန်တဲကျွေးရွာနဲ့ကလင်ခင်ကျေးရွာကစစ်ကောင်စီတပ်ဆွဲတဲ့နေရာတွေကိုတိုက်ခိုက်တဲ့ရုပ်သံမှတ်တမ်းကိုထုတ်ပြန်လာတယ်အဓိကဒါပါလို့ထည့်ပြောရလဲဆိုတော့ဒီရုပ်သံမှတ်တမ်းထုတ်ပြန်မှပဲပေါ့နော်တော်လိုင်းတပ်ဖွဲ့တွေတကယ်လှုပ်ခဲ့တာပါလားဆိုပြီးတော့ဟိုဘက်ကကောင်တွေကသိမှာပေါ့နော်မဟုတ်ရင်သူတို့ချင်းကြားထဲမှာကိုပဲဒါလိန်လေဖုံးကွယ်မှုတွေနဲ့ပေါ့နော်သူတို့ဘဝကတနာစရာကောင်းနေတာဒီကတော်လိုင်းတပ်ဖွဲ့တွေကလှုပ်ကြံပြီးတော့လီဆယ်ပြီးတော့ပြောတာတခုမှမရှိဘူးတက်တက်ကရနဲ့ဘယ်နေရာကိုဘလို့ရှင်းလင်းလိုက်တယ်ဘလို့မျိုးကင်ထုတ်ဘလို့မျိုးမိရှို့လိုက်တယ်ဆိုတဲ့ဟာတွေပေါ့နော်စစ်ကောင်စီရဲ့နေရာတွေကိုပြောတာပါအဲ့လိုမျိုးပုံစံမျိုးတွေပဲတက်တည်နဲ့ပြခဲ့တာပေါ့နော်အဲ့ဟာကိုဒီကောင်တွေဘက်ကအရန်ညင်းတော့သူတို့ကအောက်ခြေစစ်သားတွေကပေါ့နော်ဒီဟာတွေကိုမသိဘဲနဲ့အဟုတ်ကြီးထင်ပြီးတော့အသက်တွေပေးနေရတာပေါ့နော်အဲ့တော့ lobby တွေကတော်တော်ဆိုးပါတယ်တော်တော်ဆိုးတယ်အောက်ကစစ်ကောင်စီစစ်သားတည်နေရတာသူတို့မသိဘူးပေါ့နော်လုံးဝအရှင်ဖမ်းမိတာနဲ့အမဲသူလှုပ်ထားတာ12ယောက်တည်တယ်လို့ဘာလို့ PDF ကိုပြောတာ PDF ကထိုင်းရည်နေပေါ့နော်အဲ့တော့ဒီစစ်ကောင်စီတက်ဆွဲထားပါတယ်ဆိုတဲ့နေရာတွေပေါ့နော်အဲ့နေရာတွေကိုတိုက်ခိုက်မှုအဓိကဒီကာကင်းနေရာမျိုးတွေပြီးရင်ရထားလမ်းလုံရွေးကင်းနေရာမျိုးတွေဒါမျိုးနေရာမျိုးတွေကိုလည်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ဒီလိုတိုက်ခိုက်ဖို့အတွက်တပ်ဖွဲ့တွေကမြေပြင်ကရောဝင်းဟင်က drone တွေနဲ့ပါပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တယ်ပြီးရင်ဒါဝီစီယိုပိုင်းမှုတ်ပြီးတော့ချတာပေါ့နော်ဝီစီမှုတ်တာနောက်ကျသွားလို့တဲ့ဘာဖြစ်လဲညာဖြစ်တယ်အဲ့လိုပုံစံမျိုးတွေနဲ့ပေါ့နော်တမီးနဲ့ပါထိုးပြီးတော့ကြိတ်တဲ့အဆင့်တွေမော်မဲနဲ့တကယ်လက်လန်တယ်အဖွဲ့တွေအဲကြတော့အဓိကတော့ဒီအောင်မြင်စစ်စင်ရေးမှာပါဝင်နေအောင်မြင်စစ်စင်ရေးမှာပူးပေါင်းပြီးတော့တိုက်ခိုက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီစစ်စင်ရေးကလည်းညမယ်ကြော်သွားတဲ့စစ်စင်ရေးတစ်ခုဖြစ်သွားတယ်ပေါ့နော်ပြီးတော့ဒီအောင်မြင်စစ်စင်ရေးကဆက်ပြီးတော့အောင်မြင်နေတော့မယ်အဲ့တော့ဒါပဲနယ်ကုန်းမှာတိုက်ပွဲတွေပို့ပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်ပွားလာတယ်စစ်ကောင်စီဘက်ကလေကြောင်းအပြင်းထန်အသုံးပြုပြီးတော့ခုခံနေရတဲ့အနေထားအဲ့တော့ပြောတော့လေဒီကောင်တွေကကြီးကြီးကျယ်ကျယ်နဲ့ပေါ့နော်ဒါဟိုနေ့ကဒါတော်ကြွရင်ဖြစ်စဉ်မှာဒါတပ်ဖွဲ့တွေကဒီလိုမျိုးတွေထုတ်ပြန်တဲ့ခါကျတော့သူတို့ဘာပြောလဲဆိုတော့မင်းတို့ PDF လေးလောက်ကတော့ပေါ့နော်ဒါတန်ချက်ကာတို့တင့်လို့တော့မလို့ဘူးပေါ့နော်အမှန်တကယ်အဲ့တိုက်ပွဲမှာသူတို့ဒါနောက်နေ့ကျတော့ဒါတင့်နေတန်ချက်ကာတွေနဲ့ပါပြက်ခတ်နေတယ်လက်နက်ကြီးတွေပြက်ခတ်နေတယ်ဆိုပြီးတော့သတင်းတွေရအဲ့ဟာကိုပြောတဲ့ချိန်ကျသူတို့ကမင်းတို့ PDF လောက်ကတော့ပေါ့နော်သူကတင့်နေတန်ချက်ကာတွေတော့မလို့ဘူးပေါ့နော်အခုကျတော့လေးရင်တော့မူးတဲ့အနေထားလေးရင်တက်လိုက်ဆင်းလိုက်ကျဲလိုက်ပြန်သွားလိုက်တက်လိုက်ဆင်းလိုက်ကျဲလိုက်နေပေါ့နော်လေးရင်မှမူးနေတာတန်ချက်ကမလို့ဘူးဆိုတဲ့ကောင်တွေကလေးချောင်းကြီးလိမ့်ခေါ်နေတာပြောဟုတ်ရင်လည်းဟုတ်မှာပေါ့နော်ဘာကြောင့်လဲတန်ချက်ကတော့မလို့ဘူးလေးရင်တော့လာပေးပါအဖပေါ့အဲ့လိုပုံစံမျိုးနဲ့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီဘက်ကတော်တော်လေးအသေးအတန်ဖြစ်နေတယ်ပြီးတော့ဒီလိုမျိုးလေရင်တွေအသေးအတန်ဘုံကျဲနေပြီဟဲ့ဆိုတဲ့ဒါတည့်ရတိုင်းပဲမြေပြင်မှာ
စစ်ကောင်စီဘက်ကအခြေအနေကောင်းမကောင်းအားလုံးကသိပြီးသားပေါ့နော်အဲ့တော့မကြခင်သတင်းကောင်းတွေကြားရလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်သတင်းကောင်းလည်းရှိတယ်ပေါ့နော်အဲ့ဒါကျွန်တော်အထဲကိုစုံစမ်းသိရှိရတဲ့သတင်းဒါပေမဲ့တပ်ဖွဲ့တွေဘက်ကတော့အတီးပြုတ်ထုတ်ပြန်တာမျိုးမရှိလာသေးဘူးကျွန်တော်စုံစမ်းရတဲ့ဟာကတော့စစ်ကောင်စီဘက်ကအသေးဆုံးထိခိုက်များတယ်အဲပဲနေကုန်တိုက်ပွဲပေါ့နော်ဒီနေ့မှာပဲဖြစ်တဲ့တိုက်ပွဲဒီနေ့နေ့လယ်မှာဖြစ်တဲ့တိုက်ပွဲမှာစစ်ကောင်စီဘက်ကတော်တော်လေးထိခိုက်များတယ်လက်နက်ခဲယမ်းတွေပါသွားတာတွေများတယ်ဆိုပြီးတော့လည်းသိရတယ်တေဆုံးတာတွေလည်းများတယ်ပေါ့နော်အနည်းဆုံး10ယောက်ကျော်ရောက်20ဝန်းကျင်လောက်ထိတောင်ရှိနိုင်တယ်ဆိုပြီးတော့ဒါကျွန်တော်အတွင်းထဲကနေပြီးတော့သိရတာဖြစ်တယ်ပေါ့နော်အဲ့တော့အတွင်းထဲကလူလည်းလိုက်ရှာနိုင်ရင်ရှာကြပေါ့နော်အဲ့ဘာကြောင့်လဲဆိုတော့အဲ့နေရာမှာဒါကျွန်တော်တို့နေခဲ့တာဖြစ်တယ်တော့ဗလားအဲ့ဘက်ကတက်တွေနဲ့လည်းဒါကျွန်တော်တို့ဒါဘယ်တက်ကဘယ်လိုပုံစံမျိုးဆိုတဲ့ဟာတွေလည်းသိကြတယ်ရှိပါတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အဲ့လိုမျိုးစုံစမ်းသိရှိရတဲ့အကြောင်းအရာတွေကတော့ဒါကျွန်တော်သိရတဲ့ဟာပဲရှိသေးတယ်ဒါပေမဲ့တက်ဖွဲ့တွေဘက်ကအတီးပြုတ်ထုတ်ပြန်တဲ့ခါကျရင်တော့ဒါပို့ပြီးတော့ဝမ်းသာရမယ်ပျော်ရွှင်ရမယ်ပေါ့နော်လက်တလုံးမှာတော့တိုက်ပွဲတွေပို့ပြီးတော့ဒါပြင်းထန်စွာဖြစ်ပွားနေတာရှိတယ်အဲ့တော့အဲ့လိုမျိုးအတွင်းစည်းနေရာမျိုးတွေကိုတိုက်ခိုက်ခံနေရတာဖြစ်တဲ့အတွက်သူတို့စီကဒီတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ဒူတိုင်းမှုဖြစ်တဲ့သူကမနေ့ကညနေ6နာရီမှာခမရ309ထဲမှာရောက်ရှိအခြေပြုနေတာဖြစ်ပါတယ်အဲအကြောင်းမလို့တော်တော်လေးအသေးအတန်ဖြစ်ပြီးတော့ကြောက်လန့်တကြားတွေလည်းဖြစ်နေကြသလိုဒီလိုမျိုးဒူတိုင်းမှုတယောက်ရှိရတဲ့နဲ့အခုလိုမျိုးဒါတော်လိုင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကိုခံနေရတာဟာတော်တော်လေးတိတ်ခါကြပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်သူတို့အသေးအတန်ခုခံပြစ်ခတ်နေကြတာဖြစ်ပါတယ်အဲ့တော့အားရစရာကောင်းပါတယ်ဗောနော်ဒူတိုင်းမှုဆိုတဲ့ကောင်လည်းအငြိမ်မနေရဘူးတက်ရင်းနေပါဆင်းပြီးတော့ကိုကဲနေရတဲ့အနေထားတွေဖြစ်လာနေပြီဗောနော်ဖြစ်လဲဖြစ်ချင်စရာပဲဒီလမ်းတွေကသူတို့အတွက်ဒီအမြန်လမ်းပဲဖြစ်ဖြစ်လမ်းဟောင်းပဲဖြစ်ဖြစ်မြေထားလမ်းပဲဖြစ်ဖြစ်သူတို့အတွက်အရန်အရေးကြီးတဲ့ဆက်သွယ်မှုလမ်းကြောင်းတွေဖြစ်တယ်ပြီးတော့နေပြည်တော်နဲ့ဆိုရင်ဘယ်တော့မှမကွာဝေးတဲ့နေရာမျိုးတွေဖြစ်တယ်အဲအကြောင်းလို့တို့တွေအသေးအတန်ဖြစ်နေကြတာအခုချိန်ဆိုရင်တော်တော်လေးထောင်းခံနေရပြီဒီကောင်နေတာဘကတိုင်းမှုအစ်စ်ကတော့တော်တော်လေးတော့ဒါအဖွင့်လှနေတဲ့အနေထားပေါ့နော်အဲ့တော့ဇန်နဝါရီဒါ12ရက်နေ့မနက်အစောနေ့ကလေကြောင်းကနေအသေးအတန်ပြစ်ကူပေးနေတာဖြစ်တယ်အဲ့လိုအသေးအတန်ဖြစ်နေတော့ဒါခုနကျွန်တော်ပြောသလိုပဲမြေပြင်မှာစစ်ကောင်စီတော်တော်အခြေအနေဆိုးနေတာပြီးတော့တို့ရဲ့လူကြီးလည်းရောက်နေတာပေါ့နော်အဲ့တော့မနေ့ညပိုင်းကလေးကအပြန်လန်ပြစ်ခတ်မှုတွေလက်နက်ကြီးပြစ်ခတ်မှုတွေနဲ့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေပါတယ်ဇန်နဝါရီ17ရက်ကစပြီးတော့ဒါပဲနဲ့ကုန်းမြို့နယ်ကအမှတ်300ခုချင်းမြတ်တန်ရင်နားမှာတိုက်ပွဲတွေပြင်းထန်ခဲ့တာပါဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ခုနပြောတဲ့စုံစမ်းရရှိတဲ့သတင်းတွေကလည်းထွက်ပေါ်လာတဲ့ခါကျရင်ဒါကျွန်တော်တို့ပြောမယ်ဆိုရင်အောင်ပွဲခံရအောင်မှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုဒါနေပြီးတော့ဆိုလို့ပေါ့နော်ခုနပဲနွယ်ကုန်းတို့ဖြူးတို့ကြောက်တကားတို့ဒီနေရာတွေကဒါနည်းနည်းဝေးတယ်ထားလိုက်အောင်တပတ်ခါနဲ့တော့သွားနှီးလိုက်မယ်ဒါပေမဲ့နေပြီးတော့နဲ့အနီးဆုံးနေရာမှာတော့မှသွားပြီးတော့တိုက်ပွဲဖော်ဆောင်နေတဲ့ဟာတွေရှိတယ်တိုက်ပွဲဖော်ဆောင်နေဆိုတာတဲ့စစ်စေးဂိတ်ပေါ့ဗျာစစ်ကောင်စီရဲ့ဒါပြည်သူတွေကိုလူမဆန်စွာနဲ့ရစ်တာကြစ်တာပတ်စံတောင်းတာငွေညှစ်တာဒါမျိုးပုံစံမျိုးတွေလုံနေတဲ့နေရာကိုတော်လိုင်းတပ်ဖွဲ့တွေကတွားပြီးတော့ပြစ်ခတ်ရှင်းလင်းခဲ့တာရှိတယ်အဲ့တော့နေပြီးတော့လေဝင်းမြို့နယ်အောင်ချမ်းသာကပေါ့နော်စစ်ကောင်စီစစ်စေးဂိတ်ကိုတိုက်ခိုက်တာဖြစ်ပါတယ်တအူးတေပြီးတော့2ဦးတန်ရရတယ်အဲ့ဒါလည်းအားရစရာကောင်းတယ်တပ်ဖွဲ့တွေကပျောက်ကြားပုံစံမျိုးနဲ့ဝင်ရောက်ပြီးတော့တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်တိုက်ပွဲကြာချိန်ပေါ့နော်ပြစ်ခတ်ချိန်က10မိနစ်ကျော်ပဲရှိတယ်မြန်သလားမင်းနဲ့တွတ်သလားမင်းနဲ့10မိနစ်ကျော်မှာအဲ့ဒါအနည်းဆုံးတော့1ယောက်တည်တယ်2ယောက်တန်ရရတယ်ဆိုတော့ကအဲ့လိုမျိုးသွားပြီးတော့တိုက်ခိုက်နိုင်တာကိုကကျွန်တော်တို့ကချီကျူးလေးစားရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဗောနော်ဒီလိုနေရာမျိုးတွေကသူတို့လုံခြုံရေးအထက်ထက်တွေချထားတာအဲ့လိုမျိုးချထားပါတယ်ဆိုတော့ဂျားတွေကမှအခုလိုဝင်ရောက်ပြစ်ခတ်နိုင်ခဲ့တာကတော်တော်လေးအားရစရာကောင်းတယ်ပြီးတော့သူတို့ဘက်ကတိတ်ခါပိုင်းအရာကြည့်မယ်ဆိုရင်ဗောနော်တော်တော်ကိုအဆက်ကွဲအကျိုးနဲ့ဖြစ်မဲ့အနေထားပြီးတော့လေဝေးဆိုတာနေပြီးတော့ねဘလောက်မှမွေးဘူးပေါ့နော်အဲ့တော့အဲ့နေရာကဘယ်လိုမျိုးတွေလှုပ်လို့လဲဆိုတော့ကျတော့သူကအကြောင်းမဲ့ဒါပြည်သူတွေကိုစစ်ဆေးတာတွေလူသုံးကုန်အနှဲငယ်ဒါမိသားစုအတွက်တည်ဆောင်လာတယ်ဆိုရင်တော့မှပဲဟိုတောင်းဒီတောင်းလှုပ်တဲ့ဟာတွေနှင့်အခက်မသိရင်အကြောင်းမဲ့ဖမ်းတာစီးတာတွေဒီလိုကောင်တွေကြောက်မလို့ဒီလိုမျိုးတွေတောင်းနေလို့ဒီလိုမျိုးတွေလှုပ်နေလို့တွားပြီးတော့ဘင်းရတာပါပေါ့နော်ပြီးတော့ကျတော့အိုက်ကဲကကောင်တွေကအရက်မူးလာရင်ပို့ပြီးတော့ဆိုးပါတယ်တဲ့ဟုတ်တယ်ဒီစစ်တပ်ကကောင်တွေကအဲ့လိုဆောက်ခြင်းတအားရှိတာပေါ့နော်အဲ့ဒီကဒါလက်နက်အားကိုးနေပေါ့နော်ပြည်သူကိုဒါအနိုင်ကျင့်မယ်ပြည်သူစီကနေပြီးတော့ဘာရမလဲဆိုတဲ့စိတ်မျိုးနဲ့ပဲလိုက်ကြည့်နေတာအခုလိုမျိုးဒါသူတို့အာဏာကိုမတရားရယူထားတဲ့ကာလမျိုးမှာပို့ပြီးတော့ဆိုးတာပေါ့နော်အဲကြောင့်မလို့ပြည်သူတွေကဒီနေရာတွေကိုတွားရလာရတဲ့အခါမှာအရန်ဒုက္ခရောက်ကြတယ်ပေါ့နော်တခုခုဆိုရင်အိုက်ကိတ်ရောက်တဲ့ခါကျရင်ငါ့ကိုဘာမေးမလဲငါ့ကိုမေးတဲ့ခါကျရင်ငါဘာဖြေရမလဲဆိုတဲ့အတွေးမျိုးတွေနဲ့အမြဲတမ်းစိုးရင်ထိတ်လန့်နေရတာပေါ့နော်အဲ့လိုဟာမျိုးတွေကြောင့်မလို့အခုလိုမျိုးတိုက်ခိုက်တာကိုကျွန်တော်တို့ကတော့ကြိုးဆိုတယ်ပြီးတော့နေပြည်တော်နဲ့အနီးဆုံးနေရာလေဝေးဆိုတဲ့နေရာမျိုးထိဝင်ရောက်ပြီးတော့တိုက်ခိုက်နိုင်တာဖြစ်တဲ့အတွက်လည်းအားရတယ်ပေါ့နော်အဲ့တော့ဒါကိုရဇင်အဖွဲ့ကတိုက်ခိုက်ခဲ့တာဆိုပြီးတော့သိရတယ်ပေါ့နော်အဲကြောင့်မလို့ဒါစစ်ကောင်စီရဲ့ရွေးကောက်ပွဲဒုတိယပိုင်းကာလမှာဒါမြန်မာပြည်အောက်ပိုင်းကမြို့တွေကိုအခုလိုမျိုးတော်လိုင်းတပ်ဖွဲ့တွေကစီးနင်းတိုက်ခိုက်တာတွေထိန်းချုပ်တာတွေပြီးအောင်ပွဲတွေရယူတာတွေတောက်လျှောက်လုပ်လာတယ်ကြောက်တကားမြို့နယ်တွေကဒါတော်ကျွဲရင်းနဲ့ဒါဖြူမြို့နယ်တွေကနေရာချို့ပြီးအခြားနေရာတွေလည်းပါတယ်မင်းလက်နတ်တလင်းဒီလိုနေရာမျိုးတွေလည်းပါတယ်ပေါ့နော်အဲ့လိုမျိုးနေရာမျိုးတွေကိုတော်လိုင်းတပ်ဖွဲ့တွေကအတာစည်းပုံစံမျိုးနဲ့ဒါဆေးရီမှန်းချက်ပြည့်ဝအောင်ပေါ့နော်ဆေးအတာစည်းရယူနေတဲ့ဟာတွေကအားရစရာကောင်းတယ်တိုက်ပွဲတွေကြောင့်မလို့ဒါရန်ကုန်မန်းလေးကားလမ်းပြီးရင်လမ်းဟောင်းပဲဖြစ်ဖြစ်လမ်းအသစ်ပဲဖြစ်ဖြစ်ပေါ့နော်
ဒီကားလမ်းနေခက်တာရဆိုင်သွားရရှိတယ်ရထားလမ်းနေခက်တာရဆိုင်သွားရရှိတယ်အဲ့ဒါတွေကြောင့်မလို့စစ်ကောင်စီတော်တော်လေးအချက်ရိုက်တဲ့အနေအထားပေါ့နော်ဆိုတော့လမ်းတွေကိုသူတို့ကိုယ်တိုင်ကစဒါအသုံးပြုခွင့်မရတော့ဘူးပေါ့နော်အဲ့လိုမျိုးအနေအထားကသူတို့အတွက်ပို့ပြီးတော့တိတ်ခါကြတယ်ငါတို့တက်တွေဒီမှာရှိရသားနဲ့ငါတို့ဒီမှာထိုင်နေရသားနဲ့ဒီလမ်းချောင်းတွေကိုငါတို့ကအသုံးပြုခွင့်မရဘူးဆိုတဲ့ပုံစံမျိုးကတော်တော်လေးအားရစရာကောင်းတယ်အဲ့ဒါကဂုံသိက္ခာပဲပေါ့နော်ပြောရရင်မြန်မာနိုင်ငံအောက်ပိုင်းပဲခူးတိုင်းဒါစစ်ကောင်စီရဲ့တာဘခနေမြေထဲမှာတော်လိုင်းတပ်ဖွဲ့တွေကအခုလိုမျိုးလက်တွဲညီညီနဲ့တိုက်ကွက်တွေဖော်ဆောင်နိုင်နေတာဖြစ်ပါတယ်အဲ့လိုမျိုးဖြစ်နေလို့ကြံတဲ့နေရာတွေအဆင်ပြေသလားဆိုတော့မွန်ပြည်နယ်ဗီလင်းကဖြစ်စဉ်ကိုပဲကြည့်ပါနော်ဒုတယ်မှုဖြစ်တဲ့လူဆုံးပါသွားတယ်ပေါ့နော်တော်လိုင်းတပ်ဖွဲ့တွေလက်ကျန်တယ်ပေါ့နော်အဲ့တော့အပေါင်းပါတခြားသူ့ရဲ့စစ်သားတွေလည်းအများကြီးတည်ဆုံးတယ်အဲ့တော့ဗိုလ်မှူးထူးလင်းကဒါအသက်35နှစ်ပေါ့နော်ကြံခဲ့တာကခုနပြောလို့သမီးတယောက်ပြီးရင်ဒါမိမတယောက်ကြံခဲ့တယ်ပေါ့နော်အဲ့လိုပုံစံမျိုးကြော်ရီမိသွားပြန်ပြီပေါ့နော်သူတို့အတွက်ကတော့စိတ်မကောင်းစရာဖြစ်နေမှာပေါ့ကျွန်တော်တို့ဘက်ကတော့ဝမ်းသာစရာဖြစ်တာဟုတ်ပြောချင်တာကအဲ့လိုမျိုးကြံခဲ့တော့ဘာရတယ်လဲပေါ့နော်သူတို့တွေအခုလိုမျိုးဒါမင်းအောင်လိုက်အတွက်အသက်ပေးပြီးတော့တိုက်သွားတယ်အဲ့တော့သူတို့တေသွားတယ်ကြံခဲ့တဲ့သူတို့ရဲ့မိသားစုတွေဘာရမလဲဘာမှမရဘူးအခုကြည့်ဒါသူကသမီးတယောက်ကြံခဲ့တယ်ဒါမိမဒါဒီကလေးကိုဒါစောင့်ရှောက်ရတော့မယ်နောက်ဆုံးနောက်ကြယူရင်လည်းယူမယ်ပေါ့ဗျာဒါပေမဲ့လည်းတေချာပေါက်ကတော့သူတို့တေချာပေါက်ဒုက္ခရောက်သွားပြီစစ်ကောင်စီဘက်ကပေါ့နော်သူတို့အကြီးပိုင်းတွေကအောက်ခြေစစ်သားတွေအခုလိုတေတဲ့ဟာကိုဂရုစိုက်မှလည်းမဟုတ်ဘူးအဲ့တော့သူ့ဘာသူယာတို့ဘလောက်ပဲကြီးကြီးပေါ့နော်စစ်ကောင်စီမှာဒုတက်ရင်မှုဆိုတဲ့ဟာကဘာမှလည်းမဟုတ်ဘူးပြီးတော့အခုဖြစ်စဉ်ကဆိုရင်ဒါသူကဒီလိုမျိုးတေွားလို့ယာတို့ထပ်တိုးပေးတယ်ဆိုပြီးတော့လည်းပြောနေကြရရှိတယ်ပေါ့နော်အဲ့တော့တေမပဲတိုးရတဲ့ယာတို့တွေဖြစ်နေပြီးရင်ဒီယာတို့တွေကတကယ်သူတို့အတွက်ဘာသုံးဝင်လို့လဲပေါ့နော်အခုတေွားတယ်ဘာမှအသုံးမဝင်အဲ့တော့ကိုယ့်အသက်ကသာလင်အရေးကြီးတယ်ကိုမိသားစုကသာလင်အရေးကြီးတယ်ဗျာအဲ့တော့ကိုယ့်အသက်မတေမှပဲကိုမိသားစုကောင်းကောင်းမွန်သူဆောက်ရှောက်နိုင်မယ်အဲ့တော့ကောင်းမွန်တဲ့ရွေးချယ်မှုကိုရွေးချယ်စေချင်တာပေါ့နော်စစ်ကောင်စီလက်အောက်ကနေရုံးထွက်ပြီးတော့ပြည်သူ့ဘက်ကိုရက်တီတာမျိုးတွေဒေါ်လာရင်းတပ်ဖွဲ့တွေနဲ့ပူးပေါင်းတာမျိုးတွေဒေါ်လာရင်းတပ်ဖွဲ့တွေစီမှာလက်နက်ချအညံ့ခံတာမျိုးတွေကသာပဲသူတို့အတွက်အသက်ရှင်သန်ခွင့်ရမယ်ဒါမှပဲလူပီပီတတ်နဲ့သူတို့နေရမယ်အခုတက်ထဲမှာနေရတဲ့ကောင်တွေဘယ်တော့မှလူပီတတာမရှိဘူးပေါ့နော်နေရတဲ့ပုံစံကလည်းစုပ်ပြတ်တတ်ပေါ့နော်ပြီးတော့လှုပ်ရတဲ့အကျင့်စရိုက်တွေကအစပေါ့နော်လူတယောက်နဲ့မတူဘဲနဲ့တိရစ္ဆာန်ထက်တော့အောက်တန်းကြတဲ့အလုပ်တွေကိုသူတို့လုပ်နေကြတာအဲ့လိုကောင်မျိုးတွေကအဆုံးသက်ဘယ်တော့မှလှမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့ရုံးထွက်ကြပါဒေါ်လာတပ်ဖွဲ့တွေစီကိုလင်းဝင်ကြပါလက်နက်ချပါအညံ့ခံပါပူးပေါင်းပါဗောနော်ဒါမျိုးပုံစံမျိုးနဲ့ချိတ်ဆက်ပြီးတော့ရုံးထွက်